ပေါင်ဒေါ်လာ9သိန်းကနေဒေါ်လာ10သိန်းကြားထိရရှိနိုင်တာပဲဖြစ်ပါတယ်။ဝါတော်တော်များတဲ့ပမာဏပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Joshua Fighting G page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆိုတော့ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ပရိသတ်တွေအားလုံးသိချင်နေကြတဲ့မေကွန်းတစ်ခုကိုဖြေပေးတော့မှာပဲဖြစ်ပါတယ်။အဲ့ဒါကတော့ Joshua Van အနေနဲ့ပန်တိုဂျာနဲ့ရှင်ပြိုင်ထိုးတက်မဲ့ချန်ပီယံကပတ်လူပွဲစဉ်မှာထိုးချေးအနေနဲ့ဘယ်လောက်ရနိုင်လဲဆိုတာနဲ့ပတ်သက်တဲ့မေကွန်းပဲဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်။ Joshua Van UFC မှာထိုးချေးဘယ်လောက်ရလဲဆိုတာပြောဖို့ဆိုရင်ဒီအချက်လေးတွေကိုအရင်သိဖို့လိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီအချက်လေးတွေကိုအရင်ရှင်းပြပေးတော့မှာဖြစ်ပါတယ်။အဲ့ဒါတော့ basic salary လို့ခေါ်တဲ့ champion လူမဲ့ fighter တွေရဲ့အခြေခံထိုးချေးရယ် win bonus လို့ခေါ်တဲ့အနိုင်ရတဲ့ fighter တွေရရှိတဲ့စုချေးရယ် fight of the night bonus ရယ် pay per view လို့ခေါ်တဲ့ main event နဲ့ co-main event တွေထိုးတဲ့ fighter တွေပဲရရှိနိုင်တဲ့စုချေးရယ် sponsor ကြီးရယ်လို့ပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ champion ကပတ်ကိုရှင်ပြိုင်ထိုးတက်ကြမဲ့ fighter တွေရဲ့ basic salary နဲ့ပတ်သက်ပြီးတော့စလိုက်ကြရအောင်အခြေခံထိုးတက်ကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် UFC ကကစားသမားတွေရဲ့ထိုးတက်ကြီးကိုဘယ်တော့မှတရားဝင်ဖော်ပြလေးမရှိပါဘူးဆိုတော့ကျွန်တော်အနေနဲ့လေ့လာရရှိသလောက်သတင်းအချက်လက်တွေကိုစုစည်းပြီးတော့အနည်းဆက်ဆုံးတူညီတဲ့ပမာဏကိုပိတ်သက်တွေကိုချပြပေးမှာပဲဖြစ်ပါတယ်ချန်ပီယံဒါမှမဟုတ်ချန်ပီယံစိန်ခေါ်သူတွေအနေနဲ့အခြေခံထိုးတက်ကြီးကို US ဒေါ်လာ2သိန်းကနေ9သိန်းကြားထိရရှိနိုင်တာဖြစ်ပါတယ်ဒါကတော့90ဖြစ်စေရှုံးဒီဖြစ်စေကစားဝိုင်းထဲမှာဝင်ပြီးတော့ထိုးတက်လိုက်တာနဲ့ fighter တွေရရှိနိုင်တဲ့ထိုးချေးပမာဏပဲဖြစ်ပါတယ်ဆိုတော့ Joshua Van အနေနဲ့လည်းပန်တိုဂျာနဲ့ထိုးမဲ့ပွဲမှာသူ့အနေနဲ့အခြေခံထိုးချေးကိုဒေါ်လာ2သိန်းကနေဒေါ်လာ9သိန်းကြားထဲရရှိနိုင်တယ်လို့ခန့်မှန်းတွက်ဆလို့ရပါတယ်ပြီးတော့ win bonus ကိုတွားလိုက်ကြရအောင်အကယ်၍ဒါ Joshua Van အနေနဲ့ဒီ champion ကပတ်လူပွဲမှာပန်တိုဂျာကိုအနိုင်ရရှိခဲ့မယ်ဆိုရင်သူ့အနေနဲ့ win bonus ကိုဒေါ်လာ2သိန်းကနေဒေါ်လာ3သိန်းခွဲဝန်းကျင်ထိရရှိနိုင်တာဖြစ်ပါတယ်ဆိုတော့အခြေခံထိုးချေးရဲ့ win bonus ရဲ့ပေါင်းလိုက်မယ်ဆိုရင် Joshua Van အနေနဲ့စုစုပေါင်းဒေါ်လာ9သိန်းကနေဒေါ်လာ10သိန်းကြားထိရရှိနိုင်တာပဲဖြစ်ပါတယ်ဝါတော်တော်များတဲ့ပမာဏပဲဖြစ်ပါတယ် Fight of the night bonus Fight of the night bonus ဆိုတာက UFC ရဲ့ပွဲစဉ်တွေထဲမှာပရိသတ်တွေကိုဖျော်ဖြေမှုအပေးနိုင်ဆုံးပွဲစဉ်မှာထိုးတက်တဲ့ fighter တွေကိုပေးတဲ့ bonus စုကြည်ပဲဖြစ်ပါတယ် Fight of the night bonus ကတော့အားလုံးသိကြတဲ့အတိုင်း US ဒေါ်လာ9000ပဲဖြစ်ပါတယ်brand အနေနဲ့ပြီးခဲ့တဲ့ Brandon Rival နဲ့ပွဲမှာ Fight of the Night bonus ကိုရရှိထားပြီးသားဖြစ်တဲ့အတွက် Van ရဲ့ထိုးတက်ပုံနဲ့ဆိုရင်အခုပွဲမှာလည်း Fight of the Night bonus ရရှိဖို့ရန်အတွက်လုံးဝကိုတေချပါတယ် Pay per view ကြောင်းပြောလိုက်ကြရအောင် UFC ရဲ့ President ဖြစ်တဲ့ Dana White ကိုယ်တိုင်က Fighter တယောက်ဟာ Champion ဒါမှမဟုတ် Champion စင်ခေါ်ပွဲကိုထိုးတက်ခွင့်ရမယ်ဆိုရင်သူ့အနေနဲ့ Pay per view bonus ကိုခံစားရရှိမယ်လို့တရားဝင်ကြေညာထားပြီးသားဖြစ်ပါတယ်Pay per view ရောင်းရတဲ့ပမာဏနည်းရင်တော့ fighter တွေအနေနဲ့Pay per view ကနေရရှိတဲ့ bonus ကဒေါ်လာ2သိန်းကနေဒေါ်လာ6သိန်းကြားထိရရှိနိုင်တာဖြစ်ပါတယ်Pay per view ရောင်းရတဲ့ပမာဏများရင်များသလို fighter တွေအနေနဲ့ဒေါ်လာတန်းချီထိရရှိနိုင်တာဖြစ်ပါတယ်ဆိုတော့ Joshua Van အနေနဲ့ champion မဖြစ်သေးတဲ့အတွက် Pay per view ရောင်းရတဲ့ပမာဏအခြေအနေပေါ်မူတည်ပြီးတော့သူ့အနေနဲ့ဒေါ်လာ3သိန်းကနေဒေါ်လာ8သိန်းကြားထိရရှိနိုင်တာပဲဖြစ်ပါတယ် sponsor ကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် UFC ကကစားသမား fighter တွေကိုအဓိက sponsor ပေးတာကတော့ Vino ပဲဖြစ်ပါတယ်Vino အနေနဲ့ champion title ပွဲတွေမှာဆိုရင်ကစားသမားတွေကို sponsor ကြေးအနေနဲ့ဒေါ်လာ42,000ဝန်းကျင်ထိပေးတာဖြစ်ပါတယ်ဆိုတော့အဆုံးတက်နေတဲ့ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Joshua Van လာမဲ့ပန်တိုဂျာနဲ့ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင်သူ့အနေနဲ့ basic salary တွေ win bonus တွေ Fight of the night bonus တွေပြီးတော့ pay per view bonus တွေပြီးတော့ sponsor ကြေးတွေအားလုံးပေါင်းလိုက်မယ်ဆိုရင်သူ့အနေနဲ့ဒေါ်လာ8သိန်းကနေဒေါ်လာတန်းချီထိရရှိနိုင်တာပဲဖြစ်ပါတယ်ကဲဒီဗီဒီယိုလေးကတော့ Joshua Van အနေနဲ့ champion တာဖြစ်ခဲ့မယ်ဆိုရင်ထိုးချေးငွေတွေဘယ်လောက်ထိရနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဖြေပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်ဗီဒီယိုလေးကို like and share လေးလုပ်ပေးသွားကြပြီးတော့ကျွန်တော်ရဲ့ page လေးကိုလည်း follow လုပ်ပေးဖို့အတွက်မေတ္တာရက်ခံအပ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်